ခုမနက်ခင်းကပြုံးလွင့်ခင်းစီဖြစ်ပါတယ်ဒါတော့မန္တလေးမြို့ယူကြီးဖြစ်ပါတယ်ခုပြုံးလွင့်ကိုစားတဲ့လန်ခီးဖြစ်ပါတယ်ရှိရနေမုံမျိုးတော်ရဲ့တောင်းလေးကလို့မြည်တွင်နေတာယာဘုံစံတဲ့ကိုလန်းလို့လာခြင်းနဲ့ခွေကိုကိုချစ်တဲ့သူရဲ့မျိုးနေတဲ့ခွေတောင်းလေးကမျိုးတော်ရဲ့Cherry might take you and the same and your fan your way. England, your lady, so the land in your child of colors and the name. Lady, strawberry. Cherry might take you and the same and your fan your way.ကလေးများလေးတွေ့ရမယ်ဆိုတဲ့ဘာတွေများချတော့ကိုလာစမ်းကြနေပန်းလို့လာတဲ့သူရဲ့မျောလေးစံခွဲတောင်းလေးကမျိုးတော်ဝဲပန်းလို့မြေမကြခင်ကိုလာခဲ့ပါမယ်လိမ်မောလေးရင်မှာအတူပြောရွှင်နေနေလာမန်းစားနေသူရဲ့ရှုကလေးပေးရင်မလေးစကားတွေဖောက်ပဲရွှေလက်တွင်တွေလို့ပြောခြင်းနဲ့လွန်နေဝေးကပန်းမျိုးတော်တောင်းလေးကကိုတကယ်အရောက်လာခဲ့ပဲ
တောင်းလေးသာချဝဲမောင်ရဲ့သွားခတ်တယ်လို့မဆိုရဘူးခွဲမောင်ရကိုတွေကလည်းမုန်းနေမဆောင်လို့လေပါမယ်ကိုကိုချစ်တဲ့လူရဲ့မျိုးနေတဲ့ကွယ်တောင်းလေးသာမျိုးတော့ဝဲကိုလာရဲ့တောင်းလေးကချဝဲမောင်ရဲ့သွားခတ်တယ်လို့မဆိုရဘူးခွဲကိုလည်းကိုတွေကလည်းမုန်းနေမဆောင်လို့လေပါမယ်ကိုကိုချစ်တဲ့လူရဲ့မျိုးနေတဲ့ကွယ်တောင်းလေးဗုဒ္ဓဘာသာမြန်မာပြည်ပြည်ပြရမတန်လားအေးချမ်းလို့ဒီဘာကြောင့်လဲဆိုတော့ဖယားရဲ့တနာတရားရဲ့တနာသံဃာရဲ့တနာသုံးပါးကုန်ကြီးlet's go she go bunga ti ta la la chone ya ji hiya tong chin di ba mingala taya myan ti bi kin kwa re mama pi ta ya di du na yin di chan da mi oh tu mya ba re sa la ri di shin pya mi lu pya mi oh shi di ngui di pa yin dou cha ba na ba le mi ma kwa mi ti oh lu 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 to mo gou dai ma mi sain jiao ni la gu mu u de pya ti pa de nya Radana Chune Yangji Leya Dong Chuti Ba Mingla Tia Nye Ti Piki Kwa Nyama Pi Kaya Di June Yeni Chanda Ni Oh Tu Mya Ba Re Sadana Ridi Shin Pya Mi Lu Pya Mi Oh Young Tilly, who can I get another one? Shadi lady. ခုရောက်နေတာကတော့ပိတ်ချင်းမြာမာနန္ဒမူလိုင်းကူတော့ရွှေ
နာတော်မူပါပေါ်ရီပြည့်ရွှေပလင်းကြီးကိုအောင်လာတရဝါတွေအပေါ်၌ငင်းညာတနာချွလို့ရနိုင်ပါမလားရဲ့လူအားတော်ငယ်သောရွှေညံတော်ကိုရဲ့ကပူစွာထွက်လာဓမ္မစကြာတရားရွှေသမီးပေါ်တော့အသိပဲတွေကြည်ကြည်နေနေဝူရချွေတို့နေဓမ္မစကြာတရားမချီအောင်နေညာအမှန်ပူဇော်တရာကိုင်းရဲ့အနာကိုင်းရဲ့သောတာပဲဧကံတည်ကြသောတရာကိုင်းရဲ့အနာကိုင်းရဲ့သောတာပဲဧကံတည်ကြသောအသိချာသိချေမရေမတွေ့နိုင်သောပရိသတ်ပေါ်တရာကိုင်းရဲ့အနာကိုင်းရဲ့သောတာပဲဧကံတည်ကြသောတရာကိုင်းရဲ့အနာကိုင်းရဲ့သောတာပဲဧကံတည်ကြသောသိချာသိချေမရေမတွေ့နိုင်သောပရိသတ်ပေါ်အောင်ကြီးအောင်ကြီးကောင်းကြီးပြီးကနော်30ဘုံအားလုံးကျွေးကကြောအောင်ကြီးအောင်ကြီးကောင်းကြီးပြီးကနော်30ဘုံအားလုံးကျွေးကကြောအပိညာစသမဘနဲ့ဖျားမြတ်ဤမဟာရွှေနှုတ်တော်အပိညာစသမဘနဲ့ဖျားမြတ်ဤမဟာရွှေနှုတ်တော်သူသေးစွာလက်ဆုံးမိုး၍မချောင်ရှိခုသနာပြမနဲ့လူအပေါ်ဒေသနာချလိုက်တော့ကဘာလောကမြေပြင်မှာသုံးချိန်တိုင်အောင်ဒီမတန်သာရုကိုပြမနဲ့လူအပေါ်ဒေသနာချလိုက်တော့ကဘာလော
就等为你。ဒီဝတ်ခုရှိနေတယ်ညမပြန်နေသေးတယ် ချစ်သူရှိရနေမုံမျိုးတော်ရဲ့ ဒီလိုလိုက်မယ် တောင်းလေးက ဒါကတော့မန္တလေးမြို့ဈေးကျိုနီးအိမ်တော်ရဖျားမြတ်ဖမုတ်ကပဏိတယုံကျောင်းဆရာတော်ဥမှုနဲ့ဖြစ်ပါတယ်တိုးလိုက်ပို့တာဖြစ်ပါတယ်သိပြောပါအောင်ခဏချက်လေဟဲ့ ရမ်းပြောတော်ပြောဖို့ မပြရတယ်ပြော အခုမျိုးပဲရောက်တဲ့ကျတော့ကိုကပထမဆုံးရောက်တဲ့စိတ်ချတာလည်းရက်ကြီးစိမ့်ဆိုပြီးတကယ်တမဝကြပြီးတော့မြန်မာပြည်ကလူတွေနှစ်ချိုက်တာလည်းမပြောဘူးတကယ်တင့်တော်တဲ့နေရာဖြစ်ပါတယ်ဒါရောလည်းမကြောက်ပါတော့ အလုံးလက်ခဲ့ပါအောင်ကိုကပွဲကောက်ကြီးတကုံရောက်တာဖြစ်ပါတယ်ဘာချင်ရမလားချင်ရတော့ဘူးကြီး အင်္ဂလိပ်များလဲတွေ့ရမယ်ဆိုသမားတွေများချတော့ကိုလာတဲ့တဲ့ပါလာတဲ့သူရဲ့မျောနေစံခွဲတောင်းလေးကမျိုးတော်ဝဲ ဘူးနဲ့လိုက် ပန်းတော်မြေမကြခင်ကိုလာခဲ့ပါမယ် ခါလေးဒီမှန်လာတော့ရပါဟဲ့ လိမ်မောမေးရင်မှာအတူပြောရွှင်နဲ့နေလာလာများစားနေသူရဲ့ ဘယ်လိုယူ ရှုကလေးပင်ရင်မာလေစကားတွေဖို့ပဲရွှင်လက်တွေလို့ ဆုတ်ခံနော်ပြေမဟောဖတ်ဆုတ်လို့ဟုတ်တယ်ဖတ်ဆုတ်လေဟုတ်ပြီသုံးဆောဟုတ်ပြီဒါဆိုရမယ်တဲ့ LED visitor 5D LED monitor တဲ့ညနော်ကောက်ဆက်လိုက်အောင်အဲ့ဒီစတဲ့ခေါင်းတဲ့ညမဆက်လိုက်အောင်အဲ့ဆက်လိုက်ရာချီမဆောမယ်ဘယ်လိုမသိဘူးဘာလဲဒီမဆောရမယ်ဩဒီမဆောရမယ်ဒီမဲ့ဟုတ်ကြီးတော့ဖီးပြီးတယ်လူတွေလောက်ပြရတယ်ထောင်ပြရတယ်ဟမ်အဲ့လိုပြရတယ်ပြရအောင်ပြရမှာဘုန်းကြီးမပြရဘူးတဲ့ဟိုကလေရဲကတော့ကိုယ်ဆက်လိုက်ရတယ်ဟဲ့စနေလာကြည့်ပါဦးပြောပါဦးနည်းတော့ အခုဒါပေါ်ကောက်ရုံနဲ့မှန်တရားပေါ့ရှောက်တော့မှာပေါ့နော်ဒီမှာခြေပြုတ်တော့ ပန်းခင်းတဲ့လမ်းကိုရှောက်မဟုတ်မှန်ခင်းတဲ့လမ်းကိုရှောက်ကြ မှန်ကင်းတော့နော် ဟ
စင်ဒရလာအပြင်းလွင်မျိုးကပွဲကောက်ရည်တကွန်ရောက်တာဖြစ်ပါတယ်ပွဲကောက်ရည်တကွန်ရဲ့မှန်တရားကြီးကိုရှောက်လန်းကြမှာဖြစ်ပါတယ်တန်ခင်တဲ့တရားကိုမရှောက်ပဲနဲ့မှန်ခင်တဲ့တရားကိုတူတူကရှောက်ကြပါစို့ မှန်ကန်လားပေါ့ကွာကိုမှန်ကန်လားမဟုတ်ကွာဒီဟာခြေရောက်နေလေစိတ် ပြလိုက်ပါဦး မလေးခြေရောက်နေလေစိတ်ကောင်းတာနော်ဒီကတော့ဒါလေးကလည်းဟိုဟာလေးပေါ့ကောင်းပါလေဆောက်ရတာ အော်နောက်မှာကိုရေတကွန်လှမ်းမြင်ရမှာဖြစ်ပါတယ်လောက်အတန်ယူထားတယ်ဘယ်ရတန်တော့မကြအောက်ကနေမြင်ရတာဘူးဘာနာအောက်ကိုကြောက်ကြတယ်နော်အောက်ကိုကြည့်တော့ကြောက်အောက်ကိုငုတ်ကြည့်ပြီးတော့ကြောက်ဆိုမျက်စိမူတဲ့ ဒီတော့ရောက်ပြီ ဟမ်မင်းရောက်တော့ရောက်တယ်နောက်တော့ရောက်ပြီဒါမဲ့ဒီမန်ဒရိုင်းမရှိမန်ဒရိုင်းရောက်တော့မကြသေးဘူးလေစမ်းပြတာပေါ့ဒါမဲ့အောက်ကိုကြည့်ပြီးရှောင်းနေတယ်အစမ်းလေးနဲ့အော်တန်စမ်းလေးနဲ့စမ်းပြလေးပါလားမန္တရာလေးတစ်ပတ်ချမ်းဖြစ်ပါတယ်။ကိုင်းစီမလားလမ်းမလားမသိဘူး။ဟုတ်ကဲ့။မကိုင်းပြလိုက်တော့။ကျောင်းသားနှစ်ယောက်ဆက်။ဟောဟုတ်ကဲ့။ဟိုမှာဒါတို့ဟဲ့ရှိမလားဒီကတည်းကစီရအောင်ဟမ်วันนี้สิจินเนี่ยไล่กายสิจินဒီမှာသူတပန်းချပုံကလေးပဲနော်မြင်းလေးလေးတွေပဲကြာမြင်းလေးနဲ့တူပြောဖေးရပြောပေါ့မဒီကိုင်းစမောင်းချင်ဟဲ့ကိုင်းမောင်းတဲ့ပုံလေးပါအောင်မအောင်လားဒါကတော့တွင်းလျှောက်ချက်လန်းနဲ့ကျိုးတရာလောက်သွားပါတယ်ဟဲ့မစင်းနေပါလားအေးရမအောင်ရဲ့နှင်းနေရမမိုးလွင်ရဲ့ဟော elephant ချမ်းဘယ်နောက်ကပြီးကိုကြည့်ပဲနင်းဘာကြွေးစီရမချမ်းပြေးဒီငွေစားကွင်းမပြူတဲ့ဟိုစင်းစင်းဘုံချမ်းစားနေကြသူကမှာတော့တော်တွင်းလျှောက်လန်းဖြစ်ပါတယ်ပြင်းလွင်မျိုးဝဲကောက်ရည်တကောင်ကတော်တွင်းလျှောက်လန်းဒါအရင်တစ်ခါလောက်တော့ဒါမျိုးတွေမရှိသေးဘူးအခုမှဒါတွေကကျိုးချဲ့ပြီးတော့တိဆောက်ထားတဲ့နေရာတစ်လေးဖြစ်ပါတယ်လေစရာပတ်စရာလေးပေါ့နော်လွန်တရားကောင်းပါတယ်လူလေးတွေလောက်ထားတာမန္တရာဆိုရင်ခုံစရာကောင်းတယ်ပျော်စရာကောင်းတယ်ဥဒါဆိုရင်တော်တွင်းလျှောက်လန်းတစ်လုံးအိမ်သွားမှာဖြစ်ပါတယ်ခန်းစားချက်လေးပြောပြပါမယ်လား ကျွန်တော်ချက်လေးရတော့တော်တော်ရှောက်လာဆိုတော့စိတ်လေးရတယ်စိတ်အချင်းတော့တော်တော်လေးရတယ်တော်တဲ့ရောက်လာတဲ့ဆန့်လေးပေါ့စိတ်ရဲ့အဆင်ဒါလေးဖြစ်လာစိတ်အချင်းမှာခဏချက်ပြောမှာပြောပါဦးဦးနေဗါလည်းခုနပြောတာ ရောက်လာဒီနေရာတွေကမဖြစ်ဘူးသွားမယ် ဩဟုတ်ကဲ့ပြုံးလင်ရောက်လိုက်တာတွေမဖြစ်နေသွားမလန်းလေးတွေဒါအခုမှတိုးချက်တဲ့နေရာတွေဘယ်လိုလာတော့မရှိဘူးအရင်တုန်းကလေတက်တယ်ဟုတ်တယ်ဟိုနေ့တော့ဆိုရင်လူတွေဟာရှေ့တူပဲနှစ်တက်ကူတော့အဲ့လိုတိုက်နေရ ဒီလိုနေရတယ်ဒါဟိုပေါ့ဟိုကာလာကောင်းနေတိတ်စီပေါ့ ဒီလူချင်းစီမှာပေါ့လူချင်းစီဆုံးပဲဟုတ်လားဒါကကြားရမှုတော့မလောက်များနေပြီနော် ကာလာကောင်းတိတ်စီ ဒီကတော့ဘယ်လိုလဲဆိုတော့တနေ့လုံးလေးရှိတယ်ဥပုံလေးရှိတယ် ဟော ဒီလိုဒီကဥပုံလေးကိုဒီကထားပြီလုံးဝဟောဥပုံလေးပြီ
ကျိုးရာနဲ့တလုံးအိမ်နဲ့3 4ကလာကင်မွန်ဟေးတကုံဘီယာအေးလေးရသည်တဲ့ဘောတလုံးအိမ်ကျိုးရာတဲ့ကျိုးရာပြန်ပြီဒါပါလဲအော်မရေဒီပါလားဟဲ့ဘေးမကူနဲ့ပြောရေဒီမရေကူလို့ရတာပဲဒီမှာဒီရေဒီလို့ကျန်ကြည့်ပဲရေဒီတမ်ပေးတဲ့တင်ကန်နော်နတ်တယ်ရေနတ်တယ်ဒါမှရေကူလို့ရပါတယ်ဘောရှိလို့ရှိဘောကုန်းနေနေရှိတယ်တော့မကူရပါဟမ်တန်ပြီးတာပါ ပမ်ပေးတယ် ဒါလည်း ရူဘီယာခဲလာကျမ်းမလွန်တရပါရလှပတော့ရှုကင်းလေးနဲ့လွန်ကောင်းတော့နေရာလေးဖြစ်ပါတယ်ခံစားချက်လေး ခဏကျတော့ဘူးဒုတိယပါပဲဖြစ်ဖြစ်ကျွန်တော်တို့အတွက်တော့အသေးစမ်းတစ်ခုပါအရင်လည်းပြောတယ်နော် ရင်လာတော့အကျရှိပြီလား ဒီနာတော့ဒါလည်းမရှိသေးပါဘူးဒါအခုမှဟိုဟာပြောင်းလဲလာတဲ့ဟာတွေကိုသိရပါတယ်ရှင်းမရခဏနောက်ရိုက်ပြီ အော်မဟုတ်လေကိုဒါပူပါလေလူပြရတယ်လေနောက်မှတရှင်းမလားဟောလိုက်လိုက်အော်ဒီလိုဘလော့ရိုက်ပြီးတော့လောက်ထားရှိတယ်5ခုလားရိုက်ထားတာ ကျင်းနေဆိုရင်လည်း ဒီနေ့တော့ဆုံးနေမဟုတ်ဘူးဟာမရေတုံလေးဟေ့ဒီပြေးမချူစားအောင်စီကွာရေဒီမှာချူလို့ရလားဟုတ်လားချူမတူလည်းမရှိရလားအော်မကြမ်းဟောတာရလိုက်တယ်မကြမ်း ဒါဖုံးကြောင်းတုံးနေတာ အေးဟုတ်ဘူးတုံးမောင်းကြီးလားဒါပါလေတစ်ခါတဲ့မကြမ်းလုံကောင်းတော့ဒီလေကြမ်းဟောဒါလည်းရေခါမလို့အမှန်တရားရေတုံနေပဲဟိုကချင်းဆောင်ရတဲ့ကွာလေပန်းလေးတွေလှလိုက်တာဟုတ်တယ်ကြတယ်ဘယ်လိုဆိုညောစင်းစင်းစားကြမ်းလေးတွေလောက်ထားတာကောင်းတယ်ဟောဒီဟောမတော်ဘူးနော်မစားနေကြပါနဲ့မနက်ကတော့မရှောက်ဘူးမဟတဲ့ဘုံတော့ရဟတဲ့ဘုံတော့ဒီနေ့ရှိစေတော့ဘူးလေအဲ့ကျိုးစားလေး မုံမျိုးတော်ရဲ့တောင်းလေးကားလို့မြည်တွင်နေ ဝေး တာယာဘုံစံတဲ့ကိုလန်းလူလာခြင်းနဲ့ကိုချစ်တဲ့လူရဲ့မျိုးနေစံွယ်တောင်းလေးကားမျိုးတော်ဝဲ ကောင်းလိုက်တာဆက်ဆက်ပြရမယ်ကွာ ရှိရမြင့်မုံမျိုးတော်ရဲ့တောင်းလေးကားလို့မြည်တွင်နေတာယာဘုံစံတဲ့ကိုလန်းလူလာခြင်းနဲ့ကိုချစ်တဲ့လူရဲ့မျိုးနေစံွယ်တောင်းလေးကားမျိုးတော်ဝဲတလေဒီနဲ့ strawberry cherry မြိုင်ချင်းလူရန်နဲ့စီမံရပန်းမျိုးတော်ဝဲအင်္ဂလိပ်များလည်းတွေ့ရမယ်ဆိုစကားတွေများကြတော့ကိုလာစမ်းခြင်းနဲ့ကိုချစ်တဲ့လူရဲ့မျိုးနေစံွယ်တောင်းလေးကားမျိုးတော်ဝဲရှိရနင်းမုံမျိုးတော်ရဲ့တောင်းလေးကားလို့မြည်တွင်နေတာယာဘုံစံတဲ့ကိုလန်းလို့လာခြင်းနဲ့ကွယ်ကိုချစ်တဲ့သူရဲ့မျိုးနေစံကွယ်တောင်းလေးကားမျိုးတော်ဝဲတလေလေးနဲ့ strawberry cherry မြိုင်ချင်းယူရန်နဲ့စိတ်မမြပန်းမျိုးတော်ဝဲ ခဏပဲ အင်္ဂလိပ်များလည်းတွေ့ရမယ် နိုင်ဝတ်ပါပဲ ဆိုလာရင်းများကြတော့ကိုလာစမ်းခြင်းနဲ့ စားကားရော မျိုးနေစံဝဲတောင်းလေးကားမျိုးတော်ဝဲ ရပါအခုရတဲ့နေရာလေးဖြစ်တာ မချမ်းမီကိုလာခဲ့ပါမယ်နေမောမင်းမှာကျူပြောင်းရွှေအနေလာလာမဆလို့ရဲ့လူကလစ်ပင်ရင်မှာလေစကားတွေပေါ်လို့ဝဲရွှေနဲ့ကျွဲနှွေးလို့ပြုံးနေခွေလွမ်းနေဝေးအောင်ပန်းမျိုးတော်တောင်းလေးကားကိုတကယ်ရောက်လာခဲ့ ခဏ
အဲ့တော့ဝင်ရတယ် ခန်းစားချက်လေးပြောပါဦး တက်လာဘူးပေါ့နော်လူမျိုး ရှေ့ရဘန်ဒေကြီးပြောပါဦးခန်းစားချက်လေးဘယ်လိုက်ပြော လာတာတော့ပို့ပြီးတော့သိကြမှာအဲ့လိုတော့ပြောမှာပေါ့ ဒီစိတ်ချမ်းဆက်မြည့်တယ်ဒီနေ့မှလည်းလမ်းစားနေပေါ့တော်ရအမှုတက်တီနောက်အောက်ဆီဂျင်ကောင်းတဲ့နေရာဒီလိုပြောမှာအတွက်ဒါလည်းကြားစီချင်းလေဒီဘက်ဒီဟိုမှာကျန်တီရှူးမနေပြအောင်တီရှူးပဲတောင်လီကမျိုးမေမျိုးဒီဦးလွင်တီရှူးမျိုးပန်းမျိုးတော့ချယ်ရီမျိုးတော့အစရှိတဲ့နာမည်နဲ့နာမည်ကြီးရဲ့ဒီဦးလွင်ကကန်တော်ကြီးဖြစ်ပါတယ်အလုံးမတားလေးတီရှူးပင်နေဖြစ်ပါတယ်စားထဲမှာတီးနေမှုနာပဲနော်တီးနေမှုနာပဲ ที่อยู่เป็นระยะชั้นตะบงหรือปงๆแล้วเนี่ยมันขนาดเลยตั้งหน้าวิ่งไปเลย push โอ้ The Pope takes a poop and the President too, and the fancy man's banker in his three-piece suit. The big fat general and all of his troops. Truth of the matter is everybody poops. อย่าลงอย่ากระโดดอย่าลงอย่ากระโดดฮะ Famous brain surgeon has to leave his dump, and the high-priced model has to stop for a dump. But can the sides of Canada can't frame For a more right truth? information, Even if they don't admit it, everybody poops. ตั้งหน้าวิ่งไปเลยเอาที่หน้ามังไปเลยเอาที่หน้ามังดูเนี่ยบ่งเนี่ยไม่มันเลยเอาที่หน้ามังมาหน้าเนี่ยเอาเลยบอกเจ็บดีกว่า Chính là đẹp vậy. Mà down. Some days it's easy, other days it's hard. But if your system's working, thank your lucky stars. Nobody talks about it, not a word is said. If you're not pooping, then it means you're probably dead. The destitute and homeless have to do it, it's true. But even all the wealthy people gotta make do. And if you live long enough, it's happening to you. Sooner or later, everybody poops. Everybody poops. Everybody poops. Sure things number more than two. Death and taxes and everybody poops. Death and taxes and everybody poops. Death and taxes and everybody. Da kuma da biyan ne man biyo sai nan bare. ကျမ်းမရတဲ့နဲ့နေမရှိတာလား ဟုတ်ပါတယ်။ဆိုကြည့်ပါဦး ဘာကြီးနေလဲကြာ ။အော်ဒါဟုတ်ကစတာဟုတ်ကတက်အဘောက်ဒါတမောလားဆင်းမယ်နော်။ဆင်းလာမယ်။အိုးမရတာအပွေးပါလား။ဒါပွေးပြပါခွေ။ဟုတ်ကဲ့Strawberry, cherry, my tea, you and me. Say, man, you're fine, you're all England, you're late to
လိမ်မောမေးရင်မှာအတူပြောရွှင်နေနေလာလာမန်းစားနေသူရဲ့ရှုကလေးပြေ